တာမင်းလောက်ရက်ကဟုတ်ကုန်မဟုတ်သေးဘူးယောက်ျားတစ်ယောက်ကဒီလိုပုံစံနဲ့ဘလို့လုပ်ပြီးတော့မင်းအိမ်ထောင်ရေးကိုတိဆောက်မှလဲကိုအိမ်ထောင်ရေးကိုကတန်ဖိုးထားပြီးတိဆောက်ရတယ်လေ အမတားကဘာလုပ်နေလို့လဲ ဘာလုပ်နေလို့လဲဟုတ်လားငါချွေးမငါ့ကိုအကုန်ပြောထားပြီးပြီနော်ငါပြောအမပြောမယ်နော်ငါမြေးနှစ်ယောက်ဒုက္ခရောက်မဲ့အရေးကတော့ငါလက်မခံနိုင်ဘူးနော်မင်းဒီတိုင်းရှစ်ဆက်တွားနေမယ်ဆိုလို့ရှိရင်ငါ့ကိုအမေလို့လည်းမခေါ်နဲ့ငါအိမ်ကိုလည်းမလာနဲ့နော်ငါချွေးမနဲ့မြေးနှစ်ယောက်ကိုငါအိမ်ပေါ်ခေါ်တင်ပြီးငါကြွေးထားနိုင်တယ် အမမဟုတ်သေးပါဘူးတားဘာတွေရှောက်လုပ်ထားလို့လဲဗျာတားဘာမှမလုပ်ဘူးတဲ့မင်းအမကိုဘာတွေရှောက်ပြောထားရမလဲ မင်းကချွေးမကိုလာမဲမနေနဲ့နော်မင်းအကြောင်းကိုမင်းသိယောက်ျားကောင်းတယောက်ဆိုတာဒီလိုမျိုးတွေရှုပ်ရတာမဟုတ်ဘူး မဟုတ်ဘူးလေအမရဲ့တားကဘာလုပ်မိလို့လဲတားလောက်အေးဆေးနေတာတားပဲရှိတယ်သူ့ပေါ်မှာအနှုတ်ခါခန္ဓာလဲတားပဲ မင်းအဆက်ဟောင်းနဲ့မင်းဖုံးနေပြန်ပြောနေတယ်ဆို ဟုတ်ပါဘူးအမကလည်းဒီတိုင်းမှာမိတ်ဆွေလိုပဲတာเจ้าမာเจ้าနဲ့အလုပ်ကိစ္စလေးပြောတာပေါ့ဒီလောက်ပါပဲ ။အော်တားရဲ့အဲ့ဒါကလေမိန်းမတစ်ယောက်ရဲ့တန်စိတ်ကိုတန်တရားစိတ်ကြီးဝင်သွားအောင်မင်းလှုပ်လိုက်တာ။အိမ်ထောင်တစ်ခုမှာပြောပြမယ်ပြက်တနာစဖြစ်တာကအဲ့တန်တရားစိတ်ကနေစဖြစ်ကြတာပဲ။နော်မင်းမိတ်ဆွေကိုမင်းဖုံးပြောတယ်ဆိုလို့ရှိရင်လေမိန်းမအရှိမချပြပြီးပေါ်ဒီစပီကာဖွင့်ပြီးမင်းပြောလိုက်လေ။အဲ့ဒါဆိုရင်နင်အဆက်ဟောင်းမကလို့နင်မယားကြီးပါဖြစ်သူ့အနေနဲ့မင်းပြောတဲ့စကားရိုးရှင်းတယ်ဆိုတာသူဘာတန်နဲ့ဖြစ်မှာလဲအခုတော့မင်းကအပြင်ထွက်ပြီးတော့တုတ်တိတ်တိုးတိုးခိုးပြောတယ်လို့မျိုးဆိုတဲ့ခါကျတော့သူစိတ်တွေမလုံခြုံဘူးလေအမျိုးသမီးတယောက်ကစိတ်အားငယ်တယ်လေတန်တရားတွေကြီးဆိုးတယ်လေအဲ့စိတ်ရဲ့ဖိစီးမှုဟာဘလောက်ဆိုးရတယ်ဆိုတာငါတန်းနေမသိဘူးလားအိမ်ထောင်ရင်းတော့ခမသိပြစ်သွားနိုင်တယ်နော်မိန်းမတွေရဲ့စိတ်တန်တရားစိတ်ကလေတကယ်ကြောက်စရာကောင်းတယ်အဲ့လိုမျိုးဖြစ်အောင်ငါတမလုပ်ရဘူးလေ ဟုတ်မှာကျွန်တော်ကလည်းဒီလိုပါပဲအမရဲ့သဘောရိုးပါပဲ ဘလို့ပဲတဘောယိုးပဲဖြစ်အမားပြောတယ်လို့ပဲကိုနဲ့တူနဲ့ရိုးသားသွားပြီဆိုလို့ရှိရင်ကိုမိမ့်မကိုပေါ်မှာတန်တဲ့မရှိအောင်စပီကာဖွင့်ပြောသူ့အရှိကိုလက်ခံပြောလိုအပ်လာတဲ့ကူညီကိုလည်းပေးလို့ရတယ်နော် ဟုတ်မှာ ပြန်ပြီးဆက်တွယ်လို့လည်းရတယ်ဒါပေမဲ့ရှင်းလင်းဖို့တော့လိုတယ်အခုတော့မင်းရဲ့စပီကာလည်းမဖွင့်ဘူးမိမ့်မကွယ်ရကိုလည်းတွားပြီးတော့တိုးတိုးတိတ်တိတ်ပြောနေတယ်ဆိုတော့အဆက်ဟောင်းကလည်းဟုတ်တယ်လေ ဟုတ် ကဘာပေါ်မှာရှိတဲ့မိန်းမတိုင်းကိုမေးကြည့်ဘယ်မိန်းမမှတလောက်ကတော့သဘောထားမကြီးနိုင်ဘူးနော် ဟုတ်မှာ အဲ့ဒါကိုလည်းစိတ်ဆိုးမနေနဲ့နော် ဟုတ် မိန်းမတွေရဲ့စိတ်ကိုမလုံခြုံအောင်မိန်းမတွေရဲ့စိတ်တွေကိုဒုက္ခဖြစ်အောင်မိန်းမတွေရဲ့စိတ်တွေကိုတန်တရားစိတ်တွေကြီးမားအောင်သားတို့လိုယောက်ျားကြီးတွေအိမ်ထောင်ရှင်ကြီးတွေက view site တင်နေနော်တမီးအမပြောမယ်နော်တမီးရလဲလေဒီတန်တရားစိတ်ကြီးနဲ့ကိုယ်စိတ်ကိုတိတ်ငယ်အောင်ကိုတယောက်တည်းကြိတ်ပြီးလောင်းမနေနဲ့သိလားနင်းယောက်ျားကနင်းအပေါ်မှာဘလောက်ချစ်ပြီးဘလောက်အနုနာခံနေဆိုတာလဲနင်းတိတယ်နော်အေးအဲ့ဒါကိုမမပြောပြမယ်ငါတို့မိန်းမတွေအိမ်ထောင်ရှင်မတွေဆိုတာလေကိုမိကိုနိုင်ရတယ်သိလားအတွင်းမီးလဲအပြင်မထုတ်နဲ့အပြင်မီးလဲအတွင်းမကူးစေနဲ့ဆိုတာဒါမျိုးကိုပြောတာနော်အေးတခုခုဖြစ်လာပြီဆိုရင်တယောက်တည်းကြိတ်လောင်းမနေနဲ့အမားလို့ကိုတိုင်မင်းပြောဟုတ်ပြီလား ဟုတ်ကဲ့မ နော်အေးအပွေးမြင်အပင်သိဆိုသလိုပဲသူကသူဘဒူးနဲ့ပြောကိုယောက်ျားကိုပေါ်မှာဒီလောက်အထိချစ်ပြီးအလိုလိုက်ပြီးတော့မှနေတာဟုတ်လား ဟုတ်ကဲ့မ အေးအခုလိုပြောလိုက်ရတဲ့ခါကျတော့ဘာမှလည်းမဟုတ်ဖုံးဆက်မိတာလေးတစ်ခုနဲ့လောင်လွားလိုက်တာအများကြီးကောင်းလားသမီး ဟုတ် အေးဒါတွေကသမီးစင်ချင်ရမယ်နော် ဟုတ်ကဲ့မ ဟုတ်ပြီ